Happy Sunday again. No paya the kina kau miat de no dapat takala pat long ke mu musong sing matangi dua chin tui chung de lu le shi le no aya khat ting bo no khu bo chamaru atatama one ne sia sing ma kong sia ri mya yi tui chung da le phin nai da be me ri cha ka ne dapat takala pat long phaya shin pian pu song pe de twet phaya ye ကျေးဇူးတော်ကိုကျမတို့ချီးမွမ်းဖို့ဖြစ်တယ်เนาะဆိုတော့ကျမတို့ဒီကနင်းကနွေဖယားရဲ့ကောင်းမြတ်ခြင်းတွေကျမတခုပြီးတခုတက်တဲ့ခိုင်နေနဲ့ကျမတွားတာဖြစ်တယ်ဒီတစ်ခေါက်ကြတော့ကျမပြောတယ်လို့ပေါ့နော်ဒီပြာရိတ်ကြံတဲ့ကဖယားသခင်တတိပေးချက်ပေါ့တုံးခုမြောက်ဖြစ်သွားတာပေါ့နော်အပိုက်တုံးပေါ့ပထမဆုံးမှာအခန်းကြီး1ကိုကျွန်မဒေသနာဝင်ခတ်ခဲ့တယ်ရှင်းပြခဲ့တယ်အခုလည်းအခန်း2မှာ effect အကြောင်း effect အသင်းတော်အကြောင်းကိုအပတ်ကကျွန်မပြောခဲ့တယ်ပေါ့လေဆိုတော့ဒီအပတ်မှာကြတော့ကျွန်မကနော်စမူရအသင်းတော်ပေါ့နော်စမူပေါ့နော်စမူအသင်းတော်ဘာမှလို့ကြတော့စမူရအသင်းတော်ဆိုပြီးမှပါဝင်တယ်အဲ့ဒီစမူရအသင်းတော်မှာရှိတဲ့ယုံကြည်သူတွေကိုပေးပို့ထားတဲ့เนาะအကြောင်းအရာတွေဖြစ်တယ်เนาะဆိုတော့စမုရအတင်းတော်ကအတင်းတော်ခုနှစ်ပါးထဲကနေเนาะချီးမွမ်းခြင်းကိုခံရတဲ့အတင်းတော်ဖြစ်တယ်เนาะချီးမွမ်းခြင်းကိုခံရတဲ့အတင်းတော်ဖြစ်တယ်ဆိုတော့အဲ့ဒီအတင်းတော်အကြောင်းကိုကျမတို့ပြောတဲ့အခါမှာ तू ကပြောတယ်တင်းအောင်မြင်တဲ့ solution တော့တဲ့เนาะအသက် तू ကအဆုံးခန်းတိုင်အောင်เนาะအသက်တက်ခြင်းเนาะညှင်းစေခြင်းအမျိုးစုံခံတွားနိုင်တယ်ဆိုလို့ရှိရင်အသက်တရဖူရမယ်လို့ပြောတယ်တရဖူမှာအများကြီးရှိတယ်အဲ့ဒီတရဖူအကြောင်းတွေလည်းကျွန်မနောက်ပိုင်းကျရင်ကျွန်မပြောပြမယ်ဒါပေမဲ့ဒီတစ်ခေါက်ကျတော့တရဖူဆိုတာကနော်ဒီဖယားသခင်စီရောက်သွားတဲ့အခါမှာနော်တရဖူတွေအများကြီးရှိတယ်မျိုးစုံရှိတယ်တီးကန်ချင်းတရဖူတွေနော်ချစ်ချင်းမြတ်တရဖူအများကြီးရှိအဲ့ထဲကနေဒီစမုရတင်းတော်မှာကြတော့သူပြောတာကဆုံးခန်းနိုင်အောင်နော်တင်တီးခံနိုင်တယ်ဆိုလို့ရှိရင်တော့အသက်တရဖူအသက်ပေးတဲ့အထည်ပေါ့နော်ဒီကိုယ့်ရဲ့ယုံကြည်ခြင်းကိုရပ်တည်နိုင်တယ်ဆိုလို့ရှိရင်နော်အသက်တရဖို့ပေးမယ်လို့သူပြောတာဖြစ်တယ်ချစ်တော်ညီကိုမတို့ဒီကနေ့မှာနော်ကျမတို့တေချာစဉ်းစားဖို့ဖြစ်တယ်ကျွန်တော်တို့ယုံကြည်သူတွေကိုသူပြောနေတာနော်စမုရအမြုပ်မှာရှိတဲ့တင်းတော်ကိုသူကမှားတာနော်မှားကြတာဆိုတော့ဒီကနေ့မှာနော်စမုeffect အတင်းတော်မှာမှားထားတဲ့အချက်ကလေးပေါ့အဲ့စမုရတင်းတော်ကိုမဝင်ခင်လဲမှာဖယားသခင်ပေါ်ပြထားတဲ့အရာလေးတွေထဲကနေပေါ့နော်နေငယ်ကျမကပြန်ပြီးတော့လာရှိတယ်ဆိုတော့အဲ့ဒီမှာကျမတို့ကြည့်မယ်ဆိုရင်နော်ဒီအခန်းကြီးနှစ်မှာ FS အသင်းတော်ကိုသူကချီးကျူးတဲ့အရာသူဝန်တာတဲ့အချက်တစ်ချက်ပေါ့သူ့ကိုအပြစ်တင်ပေမဲ့သူလောက်ရက်ဒီထဲမှာမေတ္တာရွေ့လျော့တာကိုသူ seriously ဖယားသခင်ကပြောတယ်အခုကျမတို့တကယ်တမ်း solution ကျမတို့အချင်းချင်းမှာနော်ပြန်စင်းစားရအောင်ချစ်ချင်းမြတ်တာတကယ်ရွေ့လျော့နေပြီနော်ချစ်ချင်းမြတ်တာမရှိဘူး hatred ဆိုတာစာတန်ရဲ့မျိုးစေ့ပေါ့နော်အမုန်းပွားခြင်းဆိုတဲ့ဟာအမုန်းခြင်းတရားဆိုတာသူကမျိုးစေ့တွင်းတဲ့အရာအခုကျမတို့နောက်ဆုံးသောနေ့ရက်ကာလရဲ့အဓိကပွိုင်ဖြစ်တယ်နော်အချင်းချင်းမုန်းကြလိုက်မယ်အချင်းချင်းမြတ်တာကင်းမဲ့မယ်ဆိုတဲ့ဟာကိုခရစ်တော်ယေရှုဖခင်ကိုယ်တိုင်ကမဇေအခန်းကြီး24မှာသူဖော်ပြထားပြတာဖြစ်တယ်ဆိုတော့နီကိုလာအတင်းတော်ဆိုတာဒီမှာနီကိုလာဘေတို့ပေါ်မှာတဲ့နော်သူတို့ရဲ့အကျင့်ကိုတင်မုန်းတာကိုငါလည်းမုန်းတယ်လို့ပြောတယ်ဆိုတော့ဖယားမုန်းတဲ့အရာကိုကျွန်တော်တို့မုန်းတတ်ဖို့အရေးကြီးတယ်ဆိုတာလေဟိုအပတ်တုန်းကကျွန်မပြောခဲ့ပြီးပြီဆိုတော့ဖယားချစ်တဲ့ဒီကျင့်တရားကပါလဲဆိုရင်ကိုကြောက်ရွံ့တဲ့အကျင့်တရားထာဝရဘုရားသခင်ကိုကျမတို့ကြောက်ရွံ့ပြီးဆိုရင်ထာဝရဘုရားသခင်ကတန်ရှင်းခြင်းအသက်တာနော်တက်တဲ့ဘုရားရှင်ဖြစ်တယ်จิตတရားကိုမုန်းတဲ့ဖယားဖြစ်တယ်ဆိုတဲ့အကြောင်းကိုလည်းကျမတို့အဲ့ဒီစမုရအတင်းတော်မဝင်ခင်လဲမှာ effect အတင်းတော်မှာရှိတဲ့အကြောင်းကိုနည်းနည်းလေးကျမပြန်ပြီးတော့ highlight လုပ်ပေးတာဖြစ်တယ်။ဘာဖြစ်လို့လဲဆိုတော့ယုံကြည်သူတွေမှာချင်းမြတ်တာတခုတည်းရွတ်ဒါကိုသူအပြစ်တင်ပေမဲ့ကျွန်တော်တို့ကသူမုန်းအကျင့်တရားတွေအခုလင်ညာလှည့်ဖျားတဲ့ကျမကတော့နော်ဒီဖယားမုန်းတဲ့အရာကိုမုန်းနိုင်ဖို့လဲကျမကနော်ဖယားနဲ့နော်
အမြဲတမ်းအချိန်ယူရတယ်နော်ဖယားမုန်းတဲ့အရာကိုကျွန်တော်တို့မုန်းတတ်ဖို့ဖယားချစ်တဲ့အရာကိုချစ်တတ်ဖို့အဲ့ဒီမှာနီကိုလာအကြောင်းပါလာတယ်နီကိုလာတပည့်တွေကိုတင်တို့မုန်းတာကိုလေငါမုန်းတဲ့တပည့်နီကိုလာရဲ့တပည့်လို့ပြောတယ်ဆိုတော့နီကိုလာအကြောင်းကိုကျွန်တော်တို့ပြန်စဉ်းစားမယ်ဆိုရင်ပြန်ကြည့်မယ်နော်နီကိုလာကဘယ်သူလဲနော်စတီဗန်နဲ့အဖွဲတမန်တော်ဝတ်ဖို့အဲမှာနော်ဒီတမန်တော်ဒီကနော်လူခနဲ့ယောက်ကိုနော်ဝိညာဉ်ရေးရမှာယဉ်ချက်တဲ့ခုနှစ်ယောက်ကိုရွေးချယ်ရအောင်သူတို့ကအသင်းတော်ကိုနော်ဥဆောင်ဖို့ယုံကြည်သူတွေကိုလမ်းပြနိုင်ဖို့သူတို့ကိုရွေးချယ်ရအောင်ဆိုခုနှစ်ဦးကိုသူတို့ရွေးချယ်တာဖြစ်တယ်နော်အခုကျမတို့အသင်းတော်မှာလူ12ယောက်နော်လူ12ယောက်ပေါ့နော်ရွေးတတ်ကြတယ်ဆိုတော့အဲ့ဒီလူအသင်းလူကြီးလူ12ယောက်ရွေးတယ်လို့ပဲသူတို့ကဝိညာဉ်ရေးရမှာရောနော်ယုံကြည်ခြင်းအရာမောမှာရောတအားစိတ်ချရတဲ့ဒီလူတွေကိုသူတို့အရွေးချယ်တာဖြစ်တယ်အဲ့ဒီအဲမှာစတီဗန်နဲ့အပေါင်းအပါတွေခုနှစ်ယောက်ထဲမှာနီကိုလာပါလာတာဖြစ်တယ်နီကိုလာကနော်ဒီယူဒလူတော့မဟုတ်ဘူးပေါ့နော်တပားအမျိုးသားကပြောင်းလဲလာတဲ့လူဖြစ်တယ်နော်ဆိုတော့ကနီကိုလာကနော်ဒီဖယားနော်တရားကိုနော်ဝိညာဉ်တော်ကနေနော်လွှမ်းခြုံတဲ့အချိန်မှာမှန်ကန်တဲ့စိတ်နှလုံးရှိတယ်ဒါပေမဲ့ तू ဟာနောက်ပိုင်းမှာကျွန်တော်တို့ပြောတယ်လို့ပေါ့နော်နောက်ပိုင်းမှာသူ့ရဲ့ယုံကြည်ခြင်းက compromise ပြန်လုပ်လိုက်တယ်လူအတွေးအခေါ်နဲ့ဒါကောင်းပါတယ်နော်လူမျိုးရေးပါလာတယ်နော်ဒီယူရလူတွေကနော်ခွေးချမှုရှိတယ်ဆိုတဲ့ဟာမျိုးတွေပြီးရင် तू ကဒီဘာပြောမလဲအဲ့ဒီသူတို့ကနော်မယုံကြည်သူတွေထဲကနေနော်ဒီတခြားဖျားကိုကူးကွယ်ခြင်းကနေလာတဲ့လူဖြစ်တဲ့အခါမှာ compromise လုပ်လိုက်တယ်ဒီလူတွေကြားထဲမှာဝင်တာကောင်းပါတယ်ဆိုတဲ့ဟာမျိုးတွေလေနော်သူတို့ရဲ့လူမှုရေးလုပ်တဲ့အထဲမှာငါတို့ပါဝင်လာကောင်းတယ်ဆိုတော့ယူဒလူတွေကလုံးဝပဲသူတို့ဖျားနဲ့လမ်းလွဲမဲ့အရာဆိုလို့ရှိရင်တော့ဖျားသခင်က seriously သူက strictly ပေါ့နော် strictly အင်္ဂလိပ်လိုကျတော့ strictly ပေါ့နော်ဒါပေမဲ့ဗမာလိုကျတော့အတင်းအဓမ္မနော်ဒီတကယ့်ကိုနော်ဒီကျူးစားပြမှာပေါ့နော်အဲ့ဒါတွေကိုလွှဲရှောင်နိုင်ဖို့ရအတွက်နော်တကယ့်ကိုနော်အမှုထားဖို့ရအတွက်သူမှတ်ထားတာဖြစ်တယ်အဲ့ဒါကြောင့်လေ तू ကနီကိုလာကို तू ကလမ်းလွှဲလာတဲ့အခါမှာတပည့်တွေအများကြီးသူ့မှာရှိတယ်ဘာဖြစ်လို့လဲသူ့မှာလေဒီလူကြီးတူအနေနဲ့ရွေးချယ်ထားတဲ့လူဖြစ်တဲ့အတွက်သူကလည်းနော် authority ရှိတယ်နော်သူ့ကိုယုံကြည်တဲ့လူတွေမြောက်မြတ်စွာနောက်လိုက်အပေါင်းပါတယ်မြောက်စွာရှိတယ်အဲကြောင့်ဒီကနေ့ကျွန်တော်တို့ခေါင်းဆောင်ပိုင်းမှာလဲကျွန်မအမြဲတမ်းပြောတယ်ခေါင်းဆောင်ပိုင်းကအားကြီးကြည်တာဖြစ်တယ်ကျွန်တော်တို့ခုလမ်းလွှဲလိုက်ပြီဆိုရင်ကျွန်တော်တို့နောက်လိုက်အပေါင်းပါတယ်မြောက်မြတ်စွာလမ်းလွှဲတာဖြစ်တယ်နော်ဒီအတိုင်းပဲနော်ဒီအာကောင်းကင်တမန်နေကြတဲ့မှာလေဖယားသခင်ကအလှဆုံးအချောဆုံးသူနဲ့အနီးကပ်ဆုံးသူရဲ့တကိုးကိုနော်ဂျေဇုတော်ချီးမွမ်းပေးကောင်းကင်တမန်တဲကနေနော်သူ့ရဲ့ကောင်းကင်တမန်တဲကနေနော်ဒီမိုးတော့ကျေလို့တောင်မှနာမည်ပေးထားတဲ့ Lucifer ကနော်သူနဲ့ဖယားသခင်နဲ့နီးကပ်လာတဲ့အခါမှာဖယားရဲ့ချင်းဒီကိုပေါင်းမိတာဖြစ်တယ်ကောင်းကင်တမန်တွေကသူ့ကိုချီးမွမ်းတယ်ချီးမြှောက်တယ်နော်တန်ရှင်းဆိုသူတို့ကိုယ်ကွယ်တာတွေမြင်တဲ့အခါမှာသူကလောဘကြီးလာတာဖြစ်တယ်လောဘကြီးလာတဲ့အခါမှာဖယားသခင်ရဲ့ပလင်မှာသူလည်းထိုင်ချင်လာတယ်နော်ဖယားသခင်ဖြစ်ချင်းမှာလည်းသူကိုယ်တိုင်ချင်လာတယ်ခေါင်းဆောင်ပိုင်းတိတ်အရေးကြီးတယ်နော်အဲ့သူ့ရဲ့အပေါင်းပါမြောက်များစွာရှိတယ်စိတ်ကလူမဟုတ်ဘဲနဲ့စိတ်ထောင်းတဲ့လူတွေလည်းအိမ်မှာပါသွားမှာပဲဒါမဲ့ तू ဟာခေါင်းဆောင်ဖြစ်တဲ့အတွက်သူ့စကားကိုနားထောင်ပြီးမှနော်ကောင်းကင်တမန်နော်အဲ့ဒီ Lucifer ကိုဖယားသခင်ကတန်ခတ်လိုက်တဲ့အခါမှာဒီကောင်းကင်တမန်ဒီပုံကိုသူနဲ့ပါသွားတာဖြစ်တယ်ဒါကြောင့်ဒီကနေ့ကျွန်တော်တို့ရဲ့ခေါင်းဆောင်တွေကျွန်တော်တို့ရဲ့နော် leader တွေရဲ့အကြောင်းကိုကျွန်တော်တို့ကောင်းဖယားနဲ့အသက်ရှင်တယ်လားဖယားမုန်းတဲ့ဟာမုန်းတယ်လားဖယားချစ်တဲ့ဟာချစ်တယ်လားဆိုတဲ့ဟာကိုအသ
တင်းတော်တစ်ခုတည်းမဟုတ်ဘူး community ထဲမှာလဲကျွန်တော်တို့ကစဉ်းစားတဲ့အချိန်ဖြစ်တယ်ဘာဖြစ်လို့လဲနောက်ဆုံးသောနေ့ရက်ကာလမှာစာတန်ရဲ့လက်ကွက်ကအများကြီးလာတော့မှာဒါအခုနည်းနည်းပါးပါးပဲရှိသေးတယ်နော်အများကြီးလာအောင်မှာဆိုတော့နီကိုလာကိုတင်မုန်းတဲ့အတွက်ငါမုန်းတယ်လို့သူပြောတာအကြောင်းကျမတို့ကလည်းမတရားတဲ့လူဆိုတာကတော့မတရားသဖြင့်ပြုတ်ချင်းကိုတော့ကျွန်တော်တို့မုန်းတတ်ဖို့လည်းတိတ်အရေးကြီးတာဖြစ်တယ်လူကိုမုန်းဖို့မဟုတ်ဘူးမတရားသဖြင့်ပြုတ်ချင်းကိုမုန်းရမယ်အပြစ်ကိုမုန်းရမယ်အပြစ်လုံနေတဲ့အရာကိုအားပေးဖို့မဟုတ်ဘူးအပြစ်လုံနေတဲ့လူကိုအပြစ်ကနေပြုတ်ပြင်ပေးဖို့ကကျွန်တော်ကျမတို့ရဲ့တာဝန်ဖြစ်တယ်ဆိုတဲ့ဟာလေဒီကနေ့မမေ့ဖို့ပေါ့နော်ဆိုတော့အဲ့ဒီ effect အတင်းတော်ကိုတော့နော်ရှီမွန်ခဲ့တဲ့စကားလေတင်မုန်းတဲ့အတွက်တင်ကိုတဲ့တဲ့အပေါ်မှာတဲ့ဗာလဲဒီမှာသူအာ တိုးတော်လဲတဲ့ငါမုန်းသောနီကောလာတပည့်တို့ဤအကျင့်ကိုတင်းဒီမုန်းဒီဟုပြောเสียရှိ၏တဲ့နော်တင်မုန်းတာကိုသူကစီချိုတော်တာနော်ငါမုန်းတဲ့ဟာကိုတင်မုန်းနေတယ်ဆိုပြီးမှသူပြောတယ်ပြီးတော့ဒီမှာသူကဘာဖြစ်လို့ဒီအငယ်ခုနှစ်မှာနော်သူပြောတဲ့စကား B မှာအကျင့်သူဒီအောင်မြင်နေတယ်သူဒီငါဤဖယားတခင်ပါရတိတုဥယင်နိုင်တဲ့ရှိတော့အသက်ပင်ဒီကိုစားရစားစင်ချင်းဟာငါအခွင့်ပေးမယ်လို့ပြောတယ်ဆိုကောင်းကင်ဘုံဆိုတဲ့အကြောင်းကိုကျွန်မခဏလေးပေါ့နော်အဲ့ဒီဟာ explain မလုပ်ဘဲနဲ့ကျွန်မကစမူရအတင်းကိုကျွန်မမဝင်ချင်ဘူးပေါ့နော်ကျွန်မကျွန်မမှလည်းဒီမှာနိုင်ဝက်ပဲချိန်ယူရတယ်ဆိုတော့တင်နန်းလူပုံစံမျိုးတွားတဲ့အခါကျတော့အဲ့ဒါလေးတွေပြန်လေပြီးတော့ကျွန်မကကောက်လုပ်ပေးတာဖြစ်တယ်နော်မပြေးတဲ့ဟာကိုနောက်ပတ်တွေမှာကျွန်မဆက်ပြီးမှကျွန်မလုပ်သွားမှာပါရတိတုဘုံဆိုတာခရစ်တော်ကိုယ်တိုင်ကလည်းပြောခဲ့တဲ့အရာဖြစ်တယ်နော်ပါရတိတုဘုံကိုဘယ်သူကိုသူပြောခဲ့လဲဆိုလို့ရှိရင်သူလက်ကြဖက်မှာရှိတဲ့နော်အပြစ်သားနော်သူ့ကိုမမေ့ဖို့သူ့ရဲ့ပြစ်ကိုခွင့်လွှတ်ဖို့တောင်းပန်တဲ့နော်လူစုတူကိုသူပြောတာတင်ကိုရောကျွန်ုပ်ကိုမမေ့ပါနဲ့လို့နော်ကျွန်တော်တို့တွေ့ရမှာကရှင်လုကာအခန်းကြီး23အငယ်53မှာနော်သူကပြောတာဖြစ်တယ်ဆိုတော့အဲ့ဒီမှာခရစ်တော်ယေရှုဖခင်ကသူ့ကိုပြောတာကနော်ဒီကနေ့ပြင်လင်းတဲ့ပါရတိတုဘုံမှာတင်နဲ့ငါတွေ့မယ်လို့ပြောတာဟာလေလုယာနော်ပါရတိတုဘုံဆိုတာကဒုတိယကောင်းကင်ဘုံဖြစ်တယ်ဟာနဂရမ်ချင်းလို့ပြောရင်တော့ကျွန်တော်တို့ကတဲ့နေရပေါ့နော်ပါရတိတုဘုံကိုဒုတိယကောင်းကင်လို့ပြောတယ်တတိယကောင်းကင်ဘုံဆိုတာရှိတယ်တတိယကောင်းကင်ဘုံကြတော့ဘာလဲဆိုရင်ထာဝရဘုရားသခင်ယာဇပလင်နော်ဒီပလင်တော်ရှိတဲ့နေရာကတတိယကောင်းကင်ဘုံဖြစ်တယ်ဆိုကောင်းကင်ဘုံကအများရှိတယ်ဆိုတာကျမတို့ဘယ်မှာတွေ့ရလဲဆိုရင်နော်ကျမတို့ကတော့ကောင်းကင်နဲ့မြေကြီးကိုဖန်ဆင်းတော်မူ၏အစအဦး၌ဘုရားသခင်ထာဝရဘုရားသခင်ဒီကောင်းကင်နဲ့မြေကြီးကိုဖန်ဆင်းတော်မူ၏လို့ပဲကျမတို့ကပြောတာဖြစ်တယ်ဒါပေမဲ့အင်္ဂလိပ်မှာကျတော့in the beginning God created the heavens as ပါတယ် the heavens and the earth ဆိုတာတော့ပြောတာနော်ဆိုတော့ earth မှာကျတော့တစ်ခုပဲသူရေးထားတယ်ဆိုတော့ကျမတို့ပြောချင်တာကဘာလဲဆိုရင် heavens ဆိုတာကအများကိုပြောတာ plural ဖြစ်တယ်နော်အင်္ဂလိပ်လိုကျတော့ plural ပေါ်တာပေါ့နော်ဒါပေမဲ့ကျမတို့ဗမာလို translate မှာကျတော့ကောင်းကင်နဲ့မြေကြီးကိုဖန်ဆင်းတယ်အဲ့လိုပဲသူကဖန်ဆင်းပြောထားတယ်ဆိုတော့ပထမကောင်းကင်ကျတော့ဘာလဲကျမတို့ပြန်ကြည့်ရအောင်ပထမကောင်းကင်ကဘုရားသခင်ကနော်ဒီကျမတို့မြင်နိုင်တဲ့အထိ galaxy တွေအများကြီးရှိတယ်နော် galaxy တွေအများကြီးရှိတယ်ကျမတို့ကကျေလို့ပဲကျမတို့ပြောတာအဲ့ဒါ galaxy ခေါ်တာပေါ့နော်ဆိုတော့အဲ့ဒီပထမကောင်းကင်ဆိုတာကကျွန်တော်တို့မျက်လုံးအားဖြင့်မြင်နိုင်တဲ့အရာတွေအဆုံးထိကျွန်တော်တို့မြင်နိုင်တဲ့နေရာတွေကိုပြောတာနော်ပထမကောင်းကင်ဆိုတော့ Lucifer ကိုဘုရားသခင်ကနော်ကောင်းကင်ဘုံသူရဲ့တတိယကောင်းကင်ဘုံမှာစံစားခွင့်ရှိပေမဲ့သူ့ကိုနှင်ချလိုက်တဲ့အခါမှာသူ့တရားမစီရင်ခင်အထိဘယ်နေရာမှာနေခွင့်ရှိလဲဆိုရင်တော့ဒီကောင်းကင်နဲ့မြေကြီးကြားမှာနော်ကောင်းကင်နဲ့အခုကျွန်တော်တို့ရှိတယ်နော်ဒုတိယကောင်းကင်ကိုလည်းသူကဝင်ပိုင်ခွင့်မရှိဘူးဆိုတော့ပထမကောင်းကင်မှာပဲသူကစံစားလို့ရတယ်
အကြောင်းဒီအဲ့ဒီအကြောင်းကိုဘယ်သူကဒီပေါ်ကျူးထားလဲဆိုလို့ရှိရင်เนาะကျမတို့ဒီ F ဒီ F အခန်းကြီး F စာပေါ့เนาะ F F အခန်းကြီးရှင်ဘောလို့ရေးထားတဲ့အဲမှာပေါ့ F အခန်းကြီးထဲကဟာပေါ့เนาะကျမကအနေငယ် highlight လုပ်ချင်တယ်ပေါ့လေเนาะဆိုတော့အဲ့ဒီမှာကျမတို့ကြည့်ရအောင်เนาะဒီမှာခန်းကြီး6အငယ်30နဲ့17နဲ့17မှာဖတ်မယ်မာနတိပရိယေတို့ကိုစီးတားနိုင်မည်အကြောင်းနဲ့ဖယားသခင်ပြင်ဆင်တော်မူသောလက်နဲ့စုံကိုဝတ်ဆောင်ကြလော့အကြောင်းမူကားငါတို့သည်အသွေးအသားရှိသောယံသူတို့နှင့်ဆိုင်ပြိုင်တိုက်ဟန်ကြသည်မဟုတ်အထွတ်အမြတ်တို့နှင့်၎င်းအာနစက်တို့နှင့်၎င်းလောကီမောင်မိုက်၌အဆူတရပြုတ်သောမြင်းတို့နှင့်၎င်းနဲ့မူကောင်းကင်၌နေသောနတ်ဆူးတို့နှင့်၎င်းဆိုင်ပြိုင်တိုက်ဟန်ကြ၏လို့သူရေးထားတယ်နော်ရှင်ပေါလုကကောင်းတည်တာဒီနတ်ဆိုးတွေကျူဒီဆိုးမိုးတဲ့နေရာဆိုတာကကျွန်တော်တို့လောကမှာရှိနေတဲ့အရာနဲ့ကျွန်တော်တို့မျက်စိမြင်နိုင်တဲ့ကောင်းကင်ကြားမှာမူကောင်းကင်ကြားမှာအာနာတကူအာနာနဲ့နော်အုပ်ဆိုးတာနော်အဲ့ဒါကြောင့်မောင်မိုက်တကူလို့ပြောတာနော်ဖယားသခင်ကလောကကိုကြည့်တဲ့အခါမောင်မိုက်ကအယံမှုတယ်ဆိုတာကသူကလွှမ်းမိုးထားတာအဲ့ကြောင့်သူ့ရဲ့နိုင်ငံဖယားသခင်ဖန်ဆင်းထားတဲ့ဒီလူသားတွေကိုလည်းသူကအုပ်ချုပ်ထားတာဖြစ်တယ်ဒါပေမဲ့အဲ့ဒီအရာတွေကိုလက်ဝါးကတိုင်မှာခရစ်တော်ယေရှုဖခင်ကကျွန်တော်တို့ကိုအောင်မြင်ခြင်းနဲ့အရာယူပေးထားဖြစ်တယ်။ဒါပေမဲ့သူ့ကိုတရားမစီရင်ခြင်းမခံရတဲ့အတွက်လူစီဖာဟာဒီကြားထဲမှာအခုထိကြီးစုပြီးမှကျွန်တော်ကျမတို့ကိုယုံကြည်ခြင်းလမ်းလွှဲအောင်တော့ကောင်းမကြမ်းမမအောင်တော့ကောင်းကျွန်တော်တို့စိတ်တကြအောင်တော့ကောင်းယုံကြည်သူတွေကိုညှင်းဆဲဖို့အတွက်တော့ကောင်းအချင်းချင်းမုန်းဖို့အတွက်တော့ကောင်းအမျိုးမျိုးစာတန်ကကျူးစားပြီးမှလှုပ်ရှားနေတာဖြစ်တယ်ဆိုတော့သူ့နေရာကတော့ပထမကောင်းကင်ဘုံမှာဖြစ်တယ်နော်စာတန်ကြီးစုတာကတော့ပထမကောင်းကင်ဘုံဖြစ်တယ်ဆိုတဲ့ဟာကိုကျွန်တော်တို့သိဖို့ပြီးရင်တတိယကောင်းကင်ဘုံဆိုတာကလို့ပထမဒီဒုတိယဆောင်ပေါ့နော်ဒုတိယကောရင်တိုဒုတိယဆောင်အခန်းကြီး7ထဲမှာရှိတယ်နော်အခန်းကြီး7မှာဘယ်သူကတတိယကောင်းကင်ဘုံကိုရောက်သွားလဲဆိုလို့ရှိရင်နော်ဒီရှင်ပေါလုသူကိုယ်တိုင်ကသူပြောတယ်နော်ဒီငါဝါကြွားချင်းကိုပြုတ်ချင်လို့မဟုတ်ပါဘူးတဲ့နော်ခန်းကြီး7အငယ်1နှစ်မှာအောက်ထိကျမတို့ဖတ်သွားတယ်ဆိုလို့ရှိရင်ကျမတို့တည်သွားမယ်ငါဒီဝါကြွားချင်းကိုမပြုတ်တဲ့လင်းတဲ့သခင်ဖျားပြတော်မူသောဥစံတော်ယူပါယုံနဲ့ဗျာဒိတ်တော်များကိုတပံပြုတ်ဦးမေတဲ့နော်ငါဝါသွားတာတော့မဟုတ်ဘူးလို့ပြောတယ်တခါတလေကျမတို့ကနော်ဖျားပေါ်ပြတဲ့အရာတွေကိုကျမတို့ပြောတဲ့အခါမှာလူတွေအမြင်မှာနော်ကျမတို့ကိုဒီဝါကြွားတယ်လို့ထင်တတ်ကြတယ်နော်အဲ့ဒါကြောင့်သူကိုယ်တိုင်ကငါဝါကြွားတာတော့မဟုတ်ဘူးဆိုတော့ကိုစကချီအနေနဲ့သူပြောသွားတာဖြစ်တယ်တစ်စစ်လေးနှစ်နော်တစ်ဆက်လေးနှစ်အထက်ကတဲ့နော်တစ်ဆက်လေးနှစ်အထက်ကခရစ်တော်ဤတပိတ်တစ်တော်လူတယောက်ကိုတားတရကောင်းကင်ဘုံတို့တိုင်အောင်ချီဆောင်ဒီအကြောင်းကိုငါတိထူအခါသူ၌ခုခန္ဓာပါဒီမပါဒီကိုငါမတိဖယားသခင်တိတော်မူဒီခုခန္ဓာကြီးနဲ့သူရောက်သွားတလားဒါမှမဟုတ်ရှင်ဝိညာဉ်ကိုပဲသူယူဆောင်သွားတလားဆိုတာတော့သူလည်းမသိဘူးနော်ယူဆောင်တော့ယူဆောင်သွားတယ်လို့သူပြောတယ်အဲ့ဒါကြောင့်ကျွန်တော်လို့သူကမပြောချင်ဘူးလူတူလို့သူပြောတာလူတွေကဝါကြွားတယ်လို့ပြောမှာဆိုလို့လူတူလို့သူပြောသွားတာဖြစ်တယ်ဆိုတော့တာတိယကောင်းကင်ဘုံကိုသူရောက်သွားတယ်တာတိယကောင်းကင်ဘုံဆိုတာကတော့သာဝရဘုရားသခင်စိုးစံတဲ့အလင်းရှိတဲ့နေရာဖြစ်တယ်နော်အနားမှာနော်လူကြီးနော်သူကြီးလေးဦးမျက်လုံးနဲ့အကုန်ပြည့်တဲ့ဟာအဲ့ဒါနောက်မှကျမတို့နောက်ပိုင်းမှာကျမတို့တင်သွားမှာဖြစ်တယ်နော်ဆိုတော့မျက်လုံးအပြည့်နဲ့ရှိတဲ့နော်တတဝါလေးပါကသူ့ဘေးနာကနေစောက်ပြီးမှတန်ရှင်းတော်မူဆိုတာဝိပုကူးကွယ်တာချင်းကိုခံရတဲ့အကြောင်းအရာတွေဖြစ်တယ်အဲ့ဒီကြောင့်ကျမကဒီအကြောင်းကိုပြန်လည်ပြီးမှနောက်ဆုတ်ပြီးတော့ကျမပြောသွားတာဖြစ်တယ်ဆိုတော့အခုကျမကစမူရအတင်းတော်ကိုကျမဝင်သွားမယ်နော်စမူရအတင်းတော်ကြတော့နော်အခန်းကြီး
angge shit biare chan akanje ne angge shit ma samura myo nai shi do atin do taman go I tu ye yue ma lai lo a u song do tu a u song do tu sura correct do ko ra nga tu ko tu pyo ra nga u song do tu phit de no nau song do tu le phit de lu tu pyo ra no sura di ma a u song do tu nau song do tu ti hu do အရင်တည်ရွေးတဲ့နော်အသက်ရှင်တဲ့ရှိတော်သူဤအမိတ်တော်ဆိုတော့ဒါ correct တော်ကိုယ်တိုင်ပြောတဲ့စကားဖြစ်တယ်ဆိုတာမှားထားတဲ့စကားဖြစ်တယ်ဆိုတာ seriously နော်ကျွန်တော်တို့ယူရမယ့်အကြောင်းအရာတွေဖြစ်တယ်တာမန်နဲ့သူပြောတာပဲဟုတ်ချင်မှဟုတ်မယ်ဆိုတဲ့ဟာမျိုးမဟုတ်ဘူးနော် correct တော်အရင်တည်ပြီးမှအသက်ရှင်တဲ့နော်အသက်ရှင်တဲ့ရှိတဲ့သူရဲ့အမိတ်တော်လို့သူပြောတာဆိုတော့အမိတ်တော်ဆိုတာအမိတ်ပေးတဲ့ဟာနော်ဟောပြောယုံဟောပြောတာမဟုတ်ဘူးအမိတ်ပေးတာဖြစ်တယ်နော်အဲ့ဒါကြောင့်ကျွန်တော်တို့က seriously ကျွန်တော်တို့နားထောင်ဖို့ဖြစ်တယ်ဆိုတာကိုကျွန်တော်တို့သိဖို့အရေးကြီးတာဖြစ်တယ်ဒီမှာအငယ်ကူးမှာသူပြောတာအခုချိန်မှာ prosperity gospel တိတ်များသွားပြီ prosperity gospel တိတ်များသွားပြီเนาะဒီဒုက္ခခံခြင်း suffering ဆိုတဲ့เนาะ what ကိုဘယ်သူမှမလို့ချင်တော့ဘူး suffering အကြောင်းပြောရင်လူတွေကနားခါလာတယ်ငါတို့ယုံကြည်သူဆိုတာကချမ်းသာရမယ်ကြွေဝရမယ်เนาะစီးစိမ်ခံစားရမယ့်လူတွေဖြစ်တယ်မှန်တယ်ကျမမှားတယ်မပြောဘူးမှန်တယ်ဒါပေမဲ့ဒီမှာဖယားသခင်ပြောတဲ့စကားလေးကိုကျမတို့ပြန်လေပြီးတော့သုံးသပ်ဖို့ရယုံကြည်သူတွေသုံးသပ်ဖို့ရကျမတို့အသက်တာကိုပြန်လေပြုတ်ပြင်ပြီးမှဖယားရဲ့ suffering မှာလဲကျမတို့ကခံစားဖို့เนาะဒုက္ခ correct တော့ခံထားတဲ့ဒုက္ခထဲမှာလဲကျွန်တော်တို့ခံစားတတ်ဖို့เนาะဖယားသခင်အလိုတော်ရှိတယ်ဆိုတဲ့အရာကိုလဲကျမကပြောခြင်းတယ်เนาะငယ်ကူးမှာတင်ကျင့်ခြင်းနဲ့ဒုက္ခခံခြင်းနဲ့ဆင်းရဲခြင်းကိုငါသိတယ်တင်ဆင်းရဲခြင်းကိုခံနေတာကိုလဲဖယားသိတယ်တင်ဟာနော်အောင်မြင်ခြင်းခံနေရတာကိုလဲသူသိတယ်ဒီမှာကစမုရအတင်းတော်ဆိုတာက ဒုက္ခခံနေတဲ့တပည့်တော်ဖြစ်တယ်ဒုက္ခဆင်းရဲခြင်းကိုခံနေတဲ့တပည့်တော်ဖြစ်တယ်ဆိုတာကိုလဲကျွန်တော်တို့မမေ့ဖို့ပေါ့နော်ကျွန်တော်တို့တတိထားဖို့လေနည်းနည်းsorry ဆိုတော့ဒီမှာဒုက္ခခံတဲ့ဟာကိုငါသိတယ်ဘုရားသခင်ကငါသိတယ်တင်ဒုက္ခခံနေတာငါသိတယ်ဆင်းရဲတာကိုလည်းငါသိတယ်တဲ့ဒါပေမဲ့နော် तू ပြောထားတဲ့အရာတော်လဲတဲ့တင်းဒီကြွေဝပြည့်စုံခြင်းလှူဝတ်စွာကြွေဝခြင်း hallelujah လှူဝတ်စွာကြွေဝခြင်း तू တပါမမြင်နိုင်တဲ့ကြွေဝခြင်းနဲ့ကြွေဝနေတာ 스무라띵가 루드에 미나인데 루워데 조이와 친내 tu 조이와 내라 루르에 미나인데 아용마자로 싱예도도 독한도도 너 디디디 뚜ပြု친내 아야리 너 미나인데 디 로가 민 아편도 싱예레 도 독한데 두루 미나 다음에 파이야다 킹가 tu 뼈라가로 인디 죄와 이송친 시이로도 뼈라 에라레가 딱 예지라 피데 노 하야트킨 백간에 민데 안민가 예지라 피데 하야트킨가 떼뽀마 블루민들레 소레 아야가 떼프로 예지라 피데 죄와 찬다 이송친 시래 유라 핏 영성 비마레 유라 루만 마호데 게 유라 루 핏친 거야 ကြိုက်လို့ယူရလူချစ်လိုက်ယူရလူခံယူလိုက်လုပ်နေတဲ့လူတွေယူရလူမဟုတ်ဘဲနဲ့ဘာဖြစ်လို့ယူရလူဖြစ်ချင်တယ်လေဒီမှာ तू ကိုယ်တိုင်ပြောတယ်ယူရလူရောင်ဆောင်၍ယူဒလူမှန်မဟုတ်လို့ပြောတယ်ယူဒလူမှာယာကုပ်မွေးဖွားထားတဲ့လူ12မျိုးပဲလူအမျိုးအနွယ်12မျိုးသား12ဦးကိုရီမှတ်ပြီးမှဒီယူရနော်အမျိုးတွေဖြစ်တယ် 이들의 아뮤리ဖြစ်တယ် နော် ဆိုတော့အခုယူရလူမှန်ဟန်ဆောင်ပေးမှာယူရလူလည်းမဟုတ်ဘူးတဲ့ နော် 사단의အပေါင်းအသင်းဖြစ်တဲ့ဖြစ်တော်သူဤကဲ့ရဲ့ခြင်းကို၎င်းငါသိတယ်
ဒီကနေ့တင်ကိုလူတွေကဘလူမြင်တယ်လေလူတွေကတင်ကိုဘလူပြောနေကြတယ်လေဆိုတာအရေးမကြီးဘူးဖယားသခင်ကတင်ကိုဘလူမြင်တယ်လေဖယားသခင်အမြင်ပဲအရေးကြီးတာဖြစ်တယ်ကျမကတော့ဒီအတင်းတော့အကြောင်းပြောတဲ့အခါမှာလူတွေကကြိုက်ချင်ကြိုက်မယ်နော်မကြိုက်တာလေရှိမှာပဲကိစ္စမရှိဘူးဖယားပြောခိုင်းတဲ့အရာဖြစ်တဲ့ကြောင့်ကျမပြောမယ်အသက်တာဆင်ချင်နိုင်ဖို့ရအတွက်လူတွေရဲ့ဟင်းစေခြင်းကိုတင်ခိတ်ကြလိုက်မယ်ကဲရဲ့ပါစေကိစ္စမရှိဘူးတဲ့ တင်ဒီခံရမိအရာတစ်စုံတစ်ခုကိုမြမကြောက်နဲ့ဒါဖယားသခင်ရဲ့စကားတော်နော်အဲ့ဒီလူသူတို့တွေလောက်တဲ့အခါမှာတဲ့တင်တမကြောက်နဲ့တဲ့တင်တို့ဒီစုံစမ်းခြင်းကိုခံရမိအကြောင်းမာနဒီတင်တို့တွေအချို့ကိုအောင်ထဲ၌အောင်ထား၍ယုံကြည်ခြင်းကြောင့်အောင်ထဲကိုလောင်ထားခြင်းခံရတဲ့လူတွေလည်းအများကြီးရှိအဲ့ဒီအခွင့်အခါတော့ကအဲ့ဒီခက်ခါတော့ကစမောရအသင်းတော်တွေနော်အေဖက်အသင်းတော်တွေရှိတဲ့ဒီ hit နော်ကနဦးအသင်းတော်ရဲ့ background ကိုကြည့်တဲ့အခါမှာအဲ့ဒီအချင်းအခါမှာနော်ဒီယောမလူတွေအားဖြင့်မကဘဲနဲ့ဣသရေလနော်ကျန်တဲ့ကူဒီကိုယ်တိုင်ကလည်းအင်းစေခြင်းကိုရှိအကျခံရတဲ့အချိန်နော်ဟောင်းထဲမှာတွင်းရတဲ့အချိန်ကာလဖြစ်တယ်အဲ့ဒီအချိန်ကာလမှာသူရေးထားတဲ့ဟာနော်အခုလည်းနောက်ပိုင်းမှာမဘူးလို့မထင်နဲ့ကျမတို့ကမုန်းလို့ကျမတို့ကတရားဆွေးပြီးမှမဟုတ်မမှန်တရားနဲ့ကျမတို့ကထောင်မကြဘူးလို့မပြောမထင်နဲ့ထောင်ကြနိုင်နဲ့ကျမတို့ကိုလည်းဒီတိုင်းပဲကျမတို့ကဟိုအိန္ဒိယမှာကျမမှာအတွေ့အကြုံရှိပြီးသားနော်ကျမတို့ကိုနော် accuse လုပ်ပြီးနော်တရားရုံးမှာကျမတို့နာမည်ရောက်သွားပြီဆိုရင်ကျမတို့ကလူစုပဲအများဟုတ်ဒီမဟုတ်ဒီအဖတ်တာတရားရုံးမှာအပြစ်ရှိသွားပြီနော်ကျမတို့ဒီလေဒီတိုင်းပဲအပြစ်ရှိသွားပြီကျမဆိုလို့ရှင်တော့နော်ထောင်ထဲရောက်သွားတယ်အပြစ်နဲ့တရားဆွေးချင်းခံရပြီဆိုရင်တော့တင်ဟုတ်မဟုတ်တင်ရောက်သွားမှာပဲဒါကဒီမှာခရစ်တော်ကိုယုံကြည်သူတွေကို accuse လုပ်ပြီးမှထောင်ရောက်သွားတဲ့အချိန်ကာလဖြစ်တယ်အခုလေဒီလူပဲဖြစ်နိုင်တယ်ဆိုတဲ့ဟာကိုကျွန်မပြောနေတာချို့ကိုထောင်ထဲနိုင်အောင်ထားရွေးတယ်တင်တို့ဒီစေရက်ပလုံးတို့ဆင်းရဲခြင်းကိုခံရကြလိမ့်မယ်စေရက်ဆိုတာကရက်ပြည့်ခြင်းတယ်သုံးတိုင်အောင်လို့ပြောချင်တာနော်ဖယားသခင်ကနံပါတ်ရှိတယ်1 2 3 4 5 6 9 10ခုနော်ပြည့်စုံခြင်းစေဖို့မြောက်ဆိုတာကဆုံးဖြစ်တော့ပြီနော်တဆေလို့သူပြောတာကအဆုံးဖြစ်တော့စေရက်နော်လုံစင်းရဲ့ဒုက္ခကိုခံရကြလိမ့်မယ်တေဒီတိုင်အောင်တစ္ဆာဆောင်လို့သူပြောတာကျမတို့ဒီကိုဘလောက်ပဲပြောမဟုတ်မတရားပဲပြောတင်မမှန်ဘူးပဲပြောတင်ကဖယားသခင်တရားတော်မြတ်တဲ့ကတမန်တရားအတိုင်းနော်မှုပြုတ်တဲ့အရာတွေကိုတင်ရေဝုံကိုပြောကိုပြောရေးရမယ်ရေဝုံနဲ့ပြစ်ကိုပေါ်ပြရေးရမယ်လူတွေကငါ့ကိုဒီလိုဝေဖန်တော့မှာပဲငါတရားဟောစရာလေးဖြစ်တယ်လူတွေရဲ့ဝေဖန်မှုတော့မကောင်းပါဘူးဆိုပြီးမှနှုတ်စိတ်နေတာကိုလည်းဖယားကြိုက်တာမဟုတ်ဘူးသူမုန်းတာကိုကျမတို့မုန်းတတ်ဘူးသူချစ်တာကိုကျမတို့ချစ်တတ်ဖို့နော်အရေးကြီးတာဖြစ်တယ်အဲ့ဒါကြောင့်သူပြောတယ်တေဒီတိုင်အောင်သစ္စာဆောင်လို့သူဖြစ်လေအတ္တတရဖို့ကိုငါပေးမယ်ကျုပ်သူပြောတယ်နော်ခရစ်တော်ယေရှုဖခင်ကိုယ်တိုင်ကရှင်မသေအခန်းကြီး24ကိုအသေးစိတ်ဖတ်ပေးပါမရစ်တို့ကိုယ်တိုင်နောက်ဆုံးသောနေ့ရက်ကာလမှာဘာဖြစ်မလဲဆိုတဲ့ဟာကိုသူပြောတဲ့အခါမှာဆုံးတိုင်အောင်နော်ဆုံးခန်းတိုင်အောင်တစ္ဆာဆောင်တဲ့လူသားလေနော်အတ္တတရဖို့ရမှာအောင်မြင်တော်သူဖြစ်တယ်လို့ပြောတာအဲကြောင့်ကျမတို့ကနော်ဆုံးခန်းတိုင်အောင်တစ္ဆာဆောင်ဖို့အတ္တတရဖို့ကိုဖျားပြင်ပေးမှာin ဆုံးခန်းတိုင်အောင်တစ္ဆာရှိဖို့ပဲအရေးကြီးတာဖြစ်တယ်ကျမတို့ကတခါတလေကြတော့နော်လမ်းဝက်ကနေဟူလူပြောလိုက်ရင်ဟူလူနောက်လိုက်ဟူလူပြောလိုက်ရင်ဟုတ်တလူလို့ ਨੇ ကျမတို့ကဇဝေဇဝဖြစ်ပြီးမှဖယားသခင်တဲ့အရာကဘာလဲဆိုတာကိုလက်လွတ်သွားတာတိတ်ကြောက်စရာကောင်းတယ်လူနောက်မလိုက်နဲ့ဖယားနောက်ကိုလိုက်
လူရဲ့အမိတ်နမနာခံနဲ့ဖယားရဲ့အမိတ်တော်ကိုနာခံအဲ့ဒါပဲနော်ဒါဆိုလို့ရှိရင်ဖယားသခင်ကတင့်ကိုအချိန်တန်ရင်အသက်တရဖို့သူပေးလိုက်မယ်နော်အခန်းဆက်ငယ်ဆက်တင်မှာအသက်တရဖို့အကြောင်းတွေကိုကျွန်မနောက်မှပြောပြမယ်ဆက်တင်မှာဝိညာဉ်တော်ဒီအသင်းတော်အားအဘေသူမိန့်တော်မူဒီကိုနားရှိတော်သူမိဒီကကြားပါစေအောင်မြင်သောသူကိုဒုတိယသေခြင်းဒီမငင်းစေရလို့ပြောတယ်ဟာလေလုယာဒုတိယသေခြင်းဆိုတာကငရေမီးကိုပြောတာငရေသေးကိုဆုံးဖြတ်ချက်ချတဲ့တနေ့ကျရင်ဒီနာငရေသေးကနေလွတ်မယ်လုံးဝဒုတိယသေခြင်းဆိုတာနော်ဒုတိယသေခြင်းဆိုတာလွတ်ခြင်းမရှိတော့အကြောင်းဒုတိယသေခြင်းကြောင့်ပေးတာလို့ဟာလွတ်ခြင်းအခွင့်မရှိတော့အကြောင်းခုကလေးကအဲ့ဒီလွတ်ခြင်းတဲ့ကနေလွတ်နိုင်ဖို့ရအတွက်တိတ်ပေါ်အရေးကြီးတာဖြစ်တယ်ဒါကြောင့်ကျမတို့ကနော်ဒီတမန်တရားကိုကျမ်းစာကိုဖတ်ဒီတမန်ကျမ်းစာဒီဗျာဒိတ်ကျမ်းမှာလေသူဘုရားသခင်ကိုယ်တိုင်ကဒီယောဟန်ကိုသူပြောတာကဖတ်ရှုကြားနာလို့ပြောတယ်ဖတ်ရှုတဲ့လူရောကြားနာတဲ့လူရောနော်နားထောင်တဲ့လူရောနော်ပြီးတော့အထဲမှာရှိတဲ့အရာတွေကိုဆုံးရှုံးတဲ့လူလို့ပြောတယ်ပြုတ်ကျင့်တဲ့လူလို့ပြောတယ်အခုကျွန်မပြောနေတဲ့အရာတွေကိုနားထောင်ယူနားထောင်ဖို့မဟုတ်ဘဲနဲ့တကယ်လက်တွေ့မှာပြုတ်ကျင့်ဖို့အရာအတွက်ဘုရားသခင်အလိုတော်ရှိတာဖြစ်တယ်ဆိုတဲ့ဟာကိုလေကျွန်မအနေနဲ့ပြောချင်တာဖြစ်တယ်ဒုတိယတေခြင်းနော်ဆိုတော့ကျွန်မကအဲ့ဒီကောင်းကင်ဘုံအကြောင်းသုံးထပ်ရှိတယ်ဆိုတဲ့ဟာကိုကျွန်မပြောတလို့ငရဲမှာလေသုံးခုရှိတယ်ဆိုတာနောက်မှနော်ဒီနောက်မှကျွန်မဒီကြားမှာညက်တော့ကျွန်မပြောပြသွားမှာဖြစ်ပါတယ်လို့နော်ဆိုတော့အရောက်စီတိုင်းအထူးပဲဘုရားရှင်ကောင်းကြီးပေးပါစေနော်စမုရအတင်းတော်ဟာဘုရားသခင်ချီးကျူးခြင်းခံရတဲ့အတင်းတော်တစ်ပါးဖြစ်တယ်ခုနှစ်ပါးထဲကနဲ့အတင်းတော်နှစ်ပါးကိုပဲသူချီးမွမ်းခဲ့တာအဲ့ဒီချီးမွမ်းတဲ့ထဲမှာဒီစမုရအတင်းတော်ပါတယ်ဒါပေမဲ့စမုရအတင်းတော်ကိုချီးမွမ်းပေမဲ့ဘုရားသခင်ကဗာပြောလဲဆုံးခန်းတိုင်အောင်တစ္ဆာဆောက်လို့ဆိုတာပါတယ်တစ္ဆာဆောက်ခြင်းဆိုတာဆုံးခန်းတိုင်အောင်တစ္ဆာဆောက်ရမယ်လန်တဝတ်ပြတ်တစ္ဆာဆောက်တယ်ဆိုရင် sorry ပဲမောရှိကိုလည်းနောင်တရပဲမဲ့သူကပြက်လေပြီးမှနော်ဒီခါနန်ပြည်ကိုနင်းခွင့်ဖျားခွင့်မပြုတ်တော့ချစ်တော်ကြီးကိုတော့မောင်နှမတို့လန်တဝက်ဆိုတာကတဝက်ပဲဆုံးခန်းတိုင်အောင်ဆိုတာဖျားရဲ့အမိန့်တော်ထဲမှာအမြဲတမ်းပါတာဖြစ်တယ်ဆိုတော့ဆုံးခန်းတိုင်အောင်စာဆောင်တဲ့လူဖြစ်ဖို့အသက်တရဖို့ရဖို့နော်အဲ့ဒါပဲလူတွေဘလောက်ဝေဖန်ကိစ္စမရှိပါကိုယ့်ရဲ့ယုံကြည်ခြင်းကိုယ့်ရဲ့ယုံကြည်တဲ့သူဟာဘသူလေငါဟာဘသူလေငါရဲ့ဖြစ်ခြင်း dignity ပေါ့နော်ငါရဲ့ dignity ကိုကျွန်မကသိရနော်ဆိုတော့ရဲ့ချင်းကိုတိဖို့အရန်ရေးကြည့်တယ်ကိုယ့်ရဲ့တန်ဖိုးကိုလည်းအမျက်တနူထားတတ်တယ်လို့ဖြစ်ဖို့အရန်အရေးကြီးတာဖြစ်တယ်စမုရအတင်းတော်လို့ spotless and blameless ဖြစ်တဲ့ယုံကြည်သူတွေဖြစ်ဖို့ရအတွက်ကျွန်တော်တို့ကအထူးပဲဖျားသခင်ကောင်းကြီးပေးပါစေဒီ Melbourne time နော်7 နာရီခွဲကနေနော်12 နာရီအထိကျွန်မအများတန်းဟောပြောတာဖြစ်တယ်ဒါပေမဲ့တစ်ခါတလေအစွန်းအထွက်လေးတွေတော့ရှိတတ်ပါတယ်နော်စောဝင်တဲ့ဟာတွေလည်းရှိတတ်တယ်အဲ့ဒီအရာလေးတွေကိုကျွန်မကိုနားလေပေးပါနောက်အပတ်ဒီမှာလည်းဖခင်အလိုတော်ရှိတယ်ဆိုလို့ရှိရင်အဲ့ဒီဗျာဒိတ်ကြမ်းထက်ကနေလို့နော်အရောက်စီတိုင်းအထူးပဲဖခင်သခင်ကောင်းကြီးပေးပါစေနောက်အပတ်ဒီမှာပြန်လေတွေ့ဆုံကြရအောင် bye bye see you next time